တင်းနှလာနေဝေသူအလုံးမင်္ဂလာပါ2026 April 22 ရက်နေ့ကနေ April 30အတွင်းကာလဟာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းခက်ခဲသောကိစ္စများဖြေရှင်းနိုင်ခြင်းရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ခြင်းတွေအတွက်ဆောင်ရွက်ရန်ထူးကောင်းတဲ့ကာလတစ်ခုဖြစ်သလိုခရီးကြာစီရည်ရွယ်ချက်အောင်မြင်မယ်အရာဝင်းနဲ့ဆက်ဆက်တဲ့လုပ်တွေကြိုးပေးမယ်ပြတ်တောက်နေတဲ့ဆက်သွယ်တွေနဲ့ပြန်လည်ချိတ်ဆက်နိုင်မယ်ရပိုင်ခွင့်နဲ့ပြန်လည်တောင်းဆိုနိုင်တယ်ဥတီချက်သစ်တစ်ခုကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တဲ့အခါကာလခေါင်းတစ်ခုဖြစ်ပါတယ်အလုံးစုံကံမြင်ခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်23ရက်နေ့မှာကိုမှန်းထားတာတဲ့ပို့ပြီးတော့အစဉ်ပြေတဲ့ကံခွင့်ရကိုချုံမယ်24ရက်နေ့မှာစုဆောင်းထားတဲ့ငွေမြောင်များစွာတစ်ခါတည်းသုံးရမယ်ဒါပေမဲ့အကျိုးရှိပါလိမ့်မယ်25ရက်နေ့ကတော့ရံပတိဘက်ကတွေနဲ့ကြုံမယ်ဂတိပြတ်သူတွေနဲ့ကြုံတတ်တယ်26ရက်နေ့မှာမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်29ရက်နေ့မှာမထင်မှတ်ပဲသွားလိုက်တဲ့ခီးတစ်ခွက်နဲ့ကျိုးဆက်ရနိုင်မယ်28မှာငွေကြေးကံကောင်းမယ်29မှာရန်တိုက်ခံဖြစ်တဲ့ညာမချီမမှာမတော်ဆထိခိုက်မှုဖြစ်တတ်တယ်30ရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့ရက်တစ်ခုဖြစ်တယ်ကစုံသားပြည့်နေ့မြင့်မြတ်သောနေ့တစ်ခုဖြစ်တယ်ဥပုသ်တဲ့စောင့်ထိန်ခြင်းညောင်ရည်သွန်းခြင်းကုသိုလ်ကောင်းမှုတို့ကိုပြုပါဒီကာလတော်တွေမှာတနင်္ဂနွေသောကြာစနေနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်နှစ်6ခွန်ကနန်းနေ့ကျိုးပေးပါတယ်အဖြူအစိမ်းမိခိုးရောင်တို့ကိုဝစ်စစ်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါအဖြူရောင်ပန်းဝင်တွေဖျားကတ်တူပြီးလိုရာဆူတောင်းခြင်းပြုပါဆူတောင်းဖြစ်ပါလိမ့်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းခက်ခဲသောကိစ္စများဖြေရှင်းနိုင်ခြင်းရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ခြင်းတွေအတွက်ဆောင်ရွက်ရန်ထူးကောင်းတဲ့ကာလတစ်ခုဖြစ်သလိုခရီးကြာစီရည်ရွယ်ချက်အောင်မြင်မယ်အရာဝင်းနဲ့ဆက်ဆက်တဲ့လုပ်တွေကြိုးပေးမယ်ပြတ်တောက်နေတဲ့ဆက်သွယ်တွေနဲ့ပြန်လည်ချိတ်ဆက်နိုင်မယ်ရပိုင်ခွင့်နဲ့ပြန်လည်တောင်းဆိုနိုင်တယ်ဥတီချက်သစ်တစ်ခုကိုလက်တွေ့ကောက်တဲ့ဖော်နိုင်တဲ့အခါကာလခေါင်းတစ်ခုဖြစ်ပါတယ်အလုံးစုံကံမြင်ခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်23ရက်နေ့မှာကိုမှန်းထားတာတဲ့ပို့ပြီးတော့အစဉ်ပြေတဲ့ကံခွင့်ရကိုချုံမယ်24ရက်နေ့မှာစုဆောင်းထားတဲ့ငွေမြောင်များစွာတစ်ခါတည်းသုံးရမယ်ဒါပေမဲ့အကျိုးရှိပါလိမ့်မယ်25ရက်နေ့ကတော့ရံပတိဘက်ကတွေနဲ့ကြုံမယ်ဂတိပြတ်သူတွေနဲ့ကြုံတတ်တယ်26ရက်နေ့မှာမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်29ရက်နေ့မှာမထင်မှတ်ပဲသွားလိုက်တဲ့ခီးတစ်ခွက်နဲ့ကျိုးဆက်ရနိုင်မယ်28မှာငွေကြေးကံကောင်းမယ်29မှာရန်တိုက်ခံဖြစ်တဲ့ညာမချီမမှာမတော်ဆထိခိုက်မှုဖြစ်တတ်တယ်30ရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့ရက်တစ်ခုဖြစ်တယ်ကစုံသားပြည့်နေ့မြင့်မြတ်သောနေ့တစ်ခုဖြစ်တယ်ဥပုသ်တဲ့စောင့်ထိန်ခြင်းညောင်ရည်သွန်းခြင်းကုသိုလ်ကောင်းမှုတို့ကိုပြုပါဒီကာလတော်တွေမှာတနင်္ဂနွေသောကြာစနေနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်နှစ်6ခွန်ကနန်းနေ့ကျိုးပေးပါတယ်အဖြူအစိမ်းမိခိုးရောင်တို့ကိုဝစ်စစ်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါအဖြူရောင်ပန်းဝင်တွေဖျားကတ်တူပြီးလိုရာဆူတောင်းခြင်းပြုပါဆူတောင်းဖြစ်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်